မေကြီးအဆိုတော်ဆိုတာလည်းအလကားကျန်ဝင်မဆိုတာလည်းအလကားပတ်စံနေရှိတယ်ဆိုတာလည်းအလကားအဲ့ဒါတွေအားလုံးဖယ်လိုက်ပြီးလို့ရှိရင်ဖြူဖြူကျော်သိမ်းပျော်အောင်မလားဘဝမှာဘယ်အရာအောင်မြင်မှုလို့ထင်လဲပတ်စံအများကြီးရှိတာလားပတ်စံရှိတာအောင်မြင်တာလားမဟုတ်ဘူးရုပ်ချောတာအောင်မြင်တာလားယာဒုတက်တာပဲအောင်မြင်တာလားမိသားစုကိုတလားပတ်စံတွေအများကြီးပို့ထိုင်တာကိုမှအောင်မြင်တာလို့ခေါ်တာလားကျမ်းမာရာကြီးတသက်ကအောင်မြင်တာလားဒီထဲမှာအဲ့ဒါတွေတစ်ခုမှမရှိတဲ့သူတွေလည်းရှိကောင်းရှိနေနိုင်တယ်ဘဝကိုအပင်ပန်းဆုံးအခြေအနေကနေဖြတ်တန်းနေကြတဲ့သူတွေလည်းရှိနေမဖြူကတော့အောင်မြင်တာကိုပြောနိုင်တာပေါ်လို့စိတ်ထဲမှာမချစ်မရဲနဲ့ဖြူကိုပြန်ပြီးပြောနေတဲ့သူတွေလည်းရှိကောင်းရှိမယ်တကယ်အောင်မြင်ခြင်းအစစ်မှန်ဆိုတာဘာလဲဆိုတဲ့ခါကြတော့လေဖြူတိတ်အများကြီးမပြောပြတတ်ဘူးဒါမဲ့ဘယ်အရာကိုပဲရင်ဆိုင်ရရင်ထဲမှာငြိမ်သက်ခြင်းနဲ့ဝမ်းမြောက်ခြင်းနဲ့တည်တည်ငြိမ်ဖြတ်တန်းနိုင်တာအောင်မြင်မှုလို့ခေါ်တယ်စိတ်ဆင်းရဲလဲမျောလင့်ချက်နဲ့အသက်ရှင်နိုင်တယ်လဲကြလဲမျောလင့်ချက်နဲ့တဖန်ပြန်ထနိုင်တယ်ကိုယ်ရီးစားပြစ်သွားလဲနောက်တစ်ယောက်ရမှာပါပေါ့နော်အဲ့လိုပြောတာမဟုတ်ဘူးအသေးတွေကွဲပြီးတော့တတ်သေးပလိုက်မယ်လို့မဟုတ်ဘူးဘဝကိုတဖန်ပြန်ထမယ်ကိုမိဘကျမ်းမာရေးနောက်ဆုံးအဆင့်ကိုရောက်နေလားငါမကုပေးနိုင်တော့ဘူးဆိုတဲ့အနေအထားကိုရောက်နေလားဒါပေမဲ့လည်းလုံးဝပုံချပြီးတော့စိတ်ပြက်ပြီးတော့လဲကျပြီးတော့ထွက်မသွားဘဲနဲ့ငါကြံတဲ့နေ့ရက်တွေမှာငါဘလို့မျောလင့်ချက်နဲ့အသက်ရှင်မယ်ငါဘာတွေအကောင်းဆုံးလုပ်ပေးမယ်အဲ့ဒီမျောလင့်ချက်ဆိုရဲ hope လို့ခေါ်ရဲမျောလင့်ခြင်းအဲ့ဒီမျောလင့်ခြင်းဆိုတာဘယ်ကလာလဲအဲ့ဒါဒီနေ့မြည်ဆန်းကြည့်ခြင်းစရာပါအဲ့လိုလေးတွေအပြန်လှန်လေးတွေပြောပြီးတော့ကိုပြောလိုက်တဲ့ဟာလေးတခုကိုလူတွေကလက်ခုပ်တီးရင်ပြောစရာမကောင်းလားအကိုကိုတောင်လူကြားခွင့်ရတယ်ဆိုတာပီတိဖြစ်စရာမကောင်းလားကိုပြောလိုက်တဲ့စကားတခွန်းကိုကချစ်ချင်းမြတ်တာနဲ့ပဲပြောလှောင်ခြင်းစိတ်နဲ့ပဲပြောကိုအတန်လေးကိုကြားတဲ့အခါလူတွေက response လုပ်ပြီးတော့လက်ခုပ်တီးတယ်ဆိုတာအဲ့ဒါကိုအောင်မြင်ခြင်းလို့မခံစားလိုက်ရဘူးလားနာမည်ကြီးဆိုတော့ဖြစ်မှအောင်မြင်တာမဟုတ်ဘူးပတ်စံချမ်းသာပြီးနိုင်ငံတကာကိုပတ်သွားနေရမှအောင်မြင်တာမဟုတ်ဘူးကိုယ့်ရဲ့အောင်မြင်ခြင်းအစစ်အမှန်ဆိုတာအဲ့ဒီငြိမ်သက်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းဝမ်းမြောက်ခြင်းဆိုတဲ့အထက်ကလာတာတွေကနေမှဖြစ်တာအဲ့ဒါပထမ step နော်အဲ့ဒီအထက်ကလာတဲ့ဟာတွေအထက်ကနေဘယ်လိုလာအောင်လုပ်မလဲဆိုတာအဲ့ဒီငြိမ်သက်ခြင်းချစ်ခြင်းမျှော်လင့်ခြင်းဆိုတဲ့အရှင်ရင်ထဲမှာလက်ခံပြီးလို့ရှင်သိလိမ့်မယ်ဖြူမှာအဲ့ဒီအရှင်ရှိတယ်ဖြူရဲ့လောကအရာအောင်မြင်မှုတွေကအလကားနာမည်ကြီးအဆိုတော်ဆိုတာလည်းအလကားဆရာဝင်မဆိုတာလည်းအလကားပတ်စံနေရှိတယ်ဆိုတာလည်းအလကားအဲ့ဒါတွေအားလုံးဖယ်လိုက်ပြီးလို့ရှင်ဖြူကျော်သိမ်းပျော်အောင်မလားဖြူအဲ့ဒါကိုအမြဲတမ်းစဉ်းစားတယ်ငါကောင်ငါအောင်မြင်တဲ့သူလို့ငါထင်အောင်မလားအဲ့ဒါတွေအားလုံးဖယ်ထုတ်ပြီးတော့စဉ်းစားကြည့်တဲ့ခါကြလို့ရှင်လေငါပျော်အောင်မယ်ဘာဖြစ်လို့လဲဆိုတော့ငါ့ကိုအဲ့ဒီငြိမ်သက်ခြင်းစိတ်ချခြင်းမျှော်လင့်ခြင်းပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းဆိုတာကိုပေးထားတဲ့သူတယောက်ကိုငါသိလို့ငါဘာမှထိတ်လန့်စရာမလိုငါဘာမှကြောက်စရာမလိုငါဘာမှဝမ်းနည်းစရာမလိုဘူးငါ့ကိုဘသူကမှဆွဲမချနိုင်ဘူးငါ့ကိုဘသူကမှမထုံးနဲ့မဖြက်စီးနိုင်ဘူးအဲ့ဒီစိတ်ချယုံကြည်သေးကြမှုကိုဒီကညီကိုမောင်နှမတွေကိုသိစေချင်ပါတယ်
ဒီတညရဲမှာချက်ချင်းကြီးသိချင်မှသိသွားမယ်ဒါပေမဲ့ခေါင်းထဲမှာအတွေးလေးတစ်စားတော့ရှိသွားမယ်မဖြစ်ပြောသွားတာဘာတွေလဲဘယ်သူလဲဖြည်းဖြည်းနဲ့ငြိမ်သက်ခြင်းဟာယေရှုခရစ်တော်၌သာရှိပါတယ်ဖြည်းဖြည်းနဲ့အောင်မြင်ခြင်းဟာယေရှုခရစ်တော်၌သာရှိပါတယ်